ဒီနေ့လေကစီဘက်ဆီယန်ကာဇက်စတန်ကိုလဲထိုးပြီးနိုင်ခဲ့တဲ့အောင်လာအန်ဆန်းရဲ့ပွဲကိုတူတူပြန်လည်ကြည့်ရှုအောင်ပါဗျဟိုဘက်ကပေါင်းမိဖြူနေရတော့ဒါစီဘက်ဆီယန်ကာဇက်စတန်ဖြစ်ပါတယ်ဒီဝက်တာဝိတ်တန်ချန်ပီယံဟောင်းတူဖြစ်ပါတယ်ဗျသူကဝက်တာဝိတ်တန်နေတာမက်ဒယ်ဝိတ်တန်ကိုတက်ပြီးအောင်လာအန်ဆန်းနဲ့ပွဲကစားပေးတာဖြစ်ပါတယ်ဖိုက်တာနှစ်ယောက်လုံးကဒါတငယ်ချင်းတွေပါဒါတော့ပထမချီပါဗျအမမေပွဲဆိုတော့ဒါစပါပြီကွင်းထဲကပိတ်တက်တယ်တော့ဒါတည့်ရတိုင်းကျွန်တော်တို့မြန်မာပိတ်တက်တွေအများစုရောက်ရှိနေရဖြစ်တဲ့တော့ဒါအောင်လာရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်ကြောင့်မို့အောင်လာကိုတစ်ခဲနဲ့အားပေးတယ်တော့ဒါကြားနေရတာဖြစ်ပါတယ်ဒီဝက်တာဝိတ်တန်တက်လာတဲ့ဆိုပြီးမလဲဒီဘက်စတန်ကာစတန်ကတော့ဒါခန္ဓာကိုယ်ဒုတက်ကြီးကတော်တော်လေးကိုကြီးမားတယ်ဗျအောင်လာအဆန်းတက်တောင်မှခန္ဓာကိုယ်ဒုတက်ကြီးပိုပြီးကြီးနေတယ်လို့ထင်ရတယ်တော်တော်လေးခန္ဓာကိုယ်ဝိတ်တော်တော်လေးတင်ထားတယ်ဗျသူဝက်တာဝိတ်ကနေတက်လာတယ်ဆိုပေမဲ့လည်းမက်ဒယ်ဝိတ်တန်အတွန်းကိုတင်ပြေးချက်ပြည့်ရအောင်ကိုတော်တော်လေးတင်ထားတွေ့ရတယ်အိုက်ကက်เป็นยังไม่ออกอะไรเป็นชิ้นนั้นไอเกะล่างโอเคโอเคbody shot high kick ยังไม่มีลูกหนักใส่กันเลยยังไม่มีลูกรัดลูกปั้มลูกยกลูกลวกอะไรเลยเบาๆแข้งล่างแข้งบนเบาๆไปเรื่อยๆဘော်ဒါချင်းချင်းလေးဆိုတော့နည်းနည်းလေး short နေကြတယ်ခင်ဗျာဒါပထမချိန်မှာတော့ high kick โอเครูดเป็นชุดเหมือนกันเซบาสเตียนโอ้ไฮเกะบอดี้ช็อตโลเกะโอ้ဘောထိသွားပြတာဘိုက်ရှက်ကန်လိုက်တာဒါဘောထိသွားတယ်ကာစတန်ရဲ့ကန်ချက်ကဒါအောင်လာရဲ့ဘောကိုနည်းနည်းရှက်ထိသွားတယ်ဗျရှားတဲ့အနေထားမှာရှိပါတယ်ပြန်ပြီးကစားတွေ့ရပါတယ်ကစတန်ဝိတ်ကလည်းဒါတော်တော်လေးကိုဒူးတယ်တော်တော်လေးကြီးတယ်ဗျဟိုက်ကက်เจ็ดบูทช้าทั้งคู่ครับบูทหนักไม่ค่อยมีให้เห็นกันเลยโดนเซียนเดินเข้าใส่ไม่ออกอะไรตามโอ้ไฮเกะไม่ถึงไม่โดนโอ้ไฮเกะโอ้ဘောထိသွားတယ်ဗျအောင်လာရဲ့ကန်ချက်ကဒါဘောနည်းနည်းထိသွားတယ်ကာဇက်စတန်กระจับครับโอเคไหมကြပါတယ်ဒါပြန်ကစားမှာနည်းနည်းလေးရှက်ထိသွားပဲလက်တစ်ချောင်းထောင်ပြသွားတယ်တယောက်တစ်ချိန်စီပဲတော့ထမ်းမကန်တော့တဲ့လို့ရှိမှာပေါ်တာချင်းချင်းလေးဆိုไอเกะหลบไปเซบาสเตียนคาเดสตัมโอ้เบสเกะไงครับคู่นี้สู้กันได้
High โคตร kick มากครับยังไม่มีอาวุธหนักให้เห็นกันเลย low kick โอ้ มาได้เดินเข้าใส่นี่ครับแต่ยังไม่ต่อเนื่อง 30 seconds left in the first round. โอ้ก็ชอบโทบี ไม่มีอะไรครับแต่เตะก็ไม่มีน้ำหนักเลย ညာလက်တေးကောင်းတယ် นี่ครับบัตเตียน low kick ကဲပထမချက်တော့ပြီးဆုံးလို့သွားပါပြီဒါတော့ဒုတိယချီဖြစ်ပါတယ် high kick โอ้ညာလက်တေးဝင်သွားတယ် เซบาสเตียนมายังไงครับมีหมัดขวาแล้วเอาเข่าไม่โดน ไอ้เกี้ย ไอ้เกี้ย ดูเหมือนยังยั้งอยู่ โอ้เบลตี้ หักออกไปโดนนะครับเวลาเริ่มออกอาวุธแล้ว โอ้เป็นเลยดีรอดเลย high kick เซบาสเตียน โอ้1 2ตีนี่ပြီ เข้ามามุดมีส่วนได้บ้างเหมือนกันออกอาวุธกันบ้างอ้าวโดน โอ้ตะတောင်း บาสเตียนครับเดิน โอ้เป็นเลยดีแล้วก็แก เป็นเข่าไว้เซบาสเตียน โอ้ก็แก อ้าว โอ้ดูได้เช็ดตะတောင်းโอ้ยช็อต เหมือนจะไม่เอาหรือเปล่า โอ้ดูได้ထားတယ် มาน ดู อนหรือเปล่าครับ ตะတောင်းเป็นเลยดี มานอนหรือเปล่าเซบาสเตียน โอ้ညာလက်ดี ออกสวนก็ไม่โดนเวลาเริ่มจะ ตะတောင်းโอ้สเปนนี่เป๊ก เอาศอกซ้ายของเรา ပတ်တတောင်းတုံးသွားတယ်ဗျကန်ကျင်းမဟုတ်ပါဘူးတတောင်းရိုက်ချက်ပါပြောတာနည်းနည်းလေးမှားသွားတယ်ဗျ ต่อยซ้ายครับเซบาสเตียนต่อยขวาคัดเซบาสเตียนศอก โอ้သူကလည်းပတ်တတောင်းပြန်တုံးတယ် โดนศอกคืนกัน โอ้ ซ้ายต่อยขวา တတိကျထိသွားပြီ โด သူ น တိုက်ထားတယ် ซ้ายมุด โอ้လဲကျသွားပါပြီဗျကာဇက်စတန်လဲသွားပြီကဲတိုင်းပွဲရလိုက်ပါပြီဗျဒုတိယချီလဲလို့နဲ့ဒါအောင်လန့်ဆန်းနိုင်ရရှိသွားပါပြီပွဲတော့ဒါတော်တော်လေးကောင်းပါတယ်ဒုတိယချီမှာတော့ပထမချီမှာတော့နည်းနည်းလေးအေးတဲ့အနေထားရှိပေမဲ့ဒါဒုတိယချီမှာတော့တော်တော်လေးကောင်းနေဗျဖိုက်တာ2ယောက်လုံးကဒါကစားတင်ပြီးထွက်သွားတာတွေ့ရတယ်ပထမချီမှာတော့ဒါတော်တော်လေးပွဲအေးတဲ့အနေထားမှာရှိပါတယ် Oh, ladies and gentlemen, your referee, Mr. Olivier Cost, has called a stop to this contest after 2 minutes and 20 seconds in the second round. By way of technical ไปด้วย ကဲဒုတိယချီရဲ့လေတို့နဲ့အနိုင်ရရှိသွားပါတယ်ကဲသူရဲ့ပြိုင်မဲ့တငယ်ချင်းကလည်းလေးလေးသက်သက်ပါပဲအောင်လာရတာနိုင်ပွဲပေါ်လက်ခုပ်တီးပြီးဂုံပြီးပေးသွားတာတွေ့ရပါတယ်တငယ်ချင်းကောင်းတယောက်ဖြစ်ပါတယ်ကဲအောင်လန်းဆန်းကဒါဒီပွဲပြီးမှတော့ဖိုက်တာဘဝကနေပြီးတိုင်နောက်တွားပြီပဲဖြစ်ပါတယ်အောင်လန်းဆန်းကဒါလာမဲ့ဂျပန်170ပြိုင်ပွဲမှာတော့1ချန်ပီယံရှစ်ကနေဟိန်းဝရဖိန်းစုကိုချီးမြှင့်သွားမှာဖြစ်တဲ့အကြောင်းကြေညာသွားတယ်လို့ဒီပွဲပြီးမှဒါအောင်လန်းဆန်းအတွက်အပိုစုကြီးငွေဒေါ်လာ9000ကိုလည်းချီးမြှင့်သွားတာတွေ့ရပါတယ်